အားလုံးပဲမင်္ဂလာပါအခုဒီမှာမြင်တွေ့နေရတဲ့ဗီဒီယိုလေးကတော့ဒီမှာလေခွက်တွေရပါတော့ဒီမှာရေတွေကိုရေတံမှုနဲ့လာပြီးတော့တန်းစီပြီးယူနေကြတာတွေ့ရတာပေါ့နော်ဒါကဒီနေရာမှာပေါ်တော်မူပေါ့နော်ဖျားပေါ်ခဲ့တဲ့နေရာဖျားစင်းလို့တော့ယူသွားပြီပေါ့နော်အဲ့မှာကြိုက်ကြီးဖြစ်နေအဲ့မှာရေကဒုနာခါနာပျောက်တယ်ပေါ့နော်အဲ့ရေနဲ့လိမ့်လိုက်တဲ့ဒုနာခါနာပျောက်တယ်ဆိုပြီးတော့အဲ့ရေတွေကိုလာယူနေကြခြင်းဖြစ်ပါတယ်နော်ဒီအဲ့ဗီဒီယိုလေးကိုကျွန်တော်တို့တူဆက်ပြီးတော့ကြည့်လိုက်ကြရအောင်နော်မှာပေါ့နော်ဒါခုနတော့ကတွေ့ရတဲ့လေကွင်းကနေပြီးတော့ပင့်လာတဲ့ဒီစင်းလူတော်လေးပေါ့နော်ဒါ AR တိုင်းမြောင်းမြမျိုးနဲ့ကျွန်းထိပ်ကြီးရွာလို့သိရပါတယ်ဒီမှာကြည်အောင်လူတွေကလည်းအများကြီးပဲစောစောကလေကွက်တွေကနေပင့်ဆောင်လာတဲ့ပေါ်တော်မူဖျားဖြစ်ပါတယ်နော်ပိဋကတ်တွေကလည်းအများကြီးပဲဒီမှာအဲ့ဖျားပေါ်ခဲ့တဲ့နေရာကြိုက်ကြီးဖြစ်နေတယ်သူတို့ဖျားယူလာတဲ့ခါကျတော့အဲ့ကရေကဝေဒနာပြောက်တယ်ဆိုပြီးတော့ယူနေကြတာပဲကျွတ်ဒူးနာခါနာပြောက်တယ်ဗောနော်ကျွတ်အဲ့လိုပြောကြတာအဲ့ဒီမှာလည်းတိတ်တိတ်တူးပြီးတော့ရေယူနေကြတွေ့ရတော့ရပါတယ်ရေရဒီလိုကြီးဟုတ်ကဲ့သူကတော့ဂျုံကြည်မှုတစ်ခုပေါ်မှာမူတည်ပြီးလောက်တာပေါ့ပျောက်တယ်မပျောက်ဘူးဆိုတာတော့ယုံကြည်မှုနဲ့လည်းဆိုင်ယုံကြည်မှုနဲ့ဆိုင်တော့ဘယ်လိုယုံကြည်မှုလဲဆိုတော့ဖယားရဲ့ဂုံတော်ရီမဲ့မိတာမြတ်စွာဘုရားစေးအပြစ်နဲ့စွန့်ကြဲတဲ့ရေလို့သဘောထားပြီးယုံကြည်မှုတစ်ခုနဲ့ဆိုဒီပေါ်မှာဘာသာတရားပေါ်မှာယုံကြည်မှုဖယားပေါ်မှာယုံကြည်မှုနဲ့လို့ရင်တော့ပျောက်မှာပေါ့ဟုတ်ကဲ့ဒါလည်းပျောက်တယ်မပျောက်ဘူးဆိုတော့ပေါင်ဝင်းကြီးကပြောတဲ့ပုံမှာမူတည်ပြီးဒီလိုလူတွေများတာလားတို့ဒီကပြောမှဆိုဖျားပေါ်ပေါ်ရင်5-6ရက်လောက်အထီကိုဒီကရေကိုပေးလည်းမပေးဘူးဘလူးပေါ်မှာလည်းမမျှဘူးဟုတ်ကဲ့သူကလူတွေကလာခတ်သူ့ဘက်သူလာခတ်တာဖျားပေါ်တဲ့နေရာရေလေးဆိုပြီးပြောမှဆိုအန်ဒီကင်းဘေးကင်းဆိုပြီးခေါင်းလေးတက်ပါလေးတက်ခါလေးတက်ပါလေးတက်နဲ့အဲ့လိုမျိုးတစားနဲ့ဒီလိုပျောက်တယ်ဆိုပြီးဖြစ်လာဖြစ်လာတဲ့အဲ့ပုံမှာကိုတော့ကဲဒါဆိုရင်တော့ရသမက်ကိုခွက်ကလေးတွေကာမယ်ကြာနာလေးဒါနပြုမယ်ဆိုဒီမှာလည်းအလူတွေပါလေဆိုတာလည်းငွေကြေးဒါနနဲ့လည်းမတောင်းဘူးဟုတ်ကဲ့အလူပဲပြောမယ်ဆိုလို့ရှိရင်တော့ဒရိုင်းထက်မဒရိုင်းမထဲနဲ့ဟုတ်ကဲ့ထဲပါလို့လည်းဘယ်တော့မှမပြောဘူးဟုတ်သူ့ဘသူထဲပါလဲမောင်းတော့ကိုလေးချထားတယ်ဒါငကိုတော့သူစဆောက်လောက်ခါသားဆိုမချသေးဘူးဒီလိုမောင်းတော့ကွဲချရဆိုလဲ15ရက်20လောက်ပဲရှိသေးတယ်မိန်းကလေးမဝင်ရဆိုတာကတော့ပြောမယ်ဆိုရင်တော့ဖះကျန်းကနေထဲမှာဖះကျောင်းကနေရာတွေမိန်းကလေးမဝင်ရဘူးဘာဘူးတော့မရှိဘူးပေါ့ဟုတ်ကဲ့ဒါပေမဲ့တို့ဗုဒ္ဓဘာသာဓလေထုံးတဲ့နဲ့ဆိုရင်တော့ဖះနဲ့ပတ်သက်တဲ့မြည်စုဘာလို့မှဒါတချို့ရေးကြီးတဲ့နေရာမျိုးတွေဆိုမိန်းကလေးမဝင်ရဆိုပြီးကန့်တတ်ထားတာရှိတယ်ဒါကတော့ပြောမဆိုဗုဒ္ဓဘာသာတွေရဲ့အစဉ်လာရကန့်တတ်ထားတဲ့ပုံစံမျိုးပဲရှိတယ်။အဲကြောင့်ကန့်တတ်ထားတယ်ဆိုတော့မိန်းကလေးမဝင်ရဆိုတော့တခြားထူးတော့မရှိဘူးကြိုက်တီးရိုးဆိုလဲသူသတ်မှတ်ထားတဲ့နေရာရှိတယ်ဟုတ်တယ်ဒီသဘောတရားနဲ့လောက်တာပဲရေကတော့လက်တွေ့ပြောက်တဲ့လူတွေကအများသောအဖြစ်ကတော့ခါနာတာတို့ဒူးနာတာတို့အဲ့လိုမျိုးလေငန်းတို့အဲ့လိုမျိုးလဲကောင်းကောင်းမရှောင်းနဲ့အဲ့လိုလူတွေအများသောအဖြစ်ပျောက်ကြတယ်ဟုတ်ကဲ့အဲ့ဒီပေါ်မှာတော့ကိုတို့ကတော့ယုံကြည်မှုအပြည့်အဝတော့ရှိတယ်အပြည့်အဝရှိတယ်ဆိုတော့ပေါင်ဝင်းကျင်ပြောတဲ့ပုံမှာပေါ့နော်လူတွေကတစားဒီလိုသိလာတာဟုတ်ကဲ့အဲ့တဘောတရားဟုတ်ကဲ့စွမ်းထက်တာပဲအဲ့ပဲပြောတာဒါဟိုကိုကြီးပဲစက်ပြောက်သွားတာကိုကြီးကုနာပြောဘယ်လိုခုနချောင်းပြရကမာလီနော်သူကတော့စင်းရွာလေးဆင်းလာတာတဲ့ဟုတ်ကဲ့ဟုတ်ကလေးကသူကတော့ဖမတ်ဆိုတော့လက်အိမ်ကင်စာလို့ပြောတယ်ဖြတ်တော့ဘူးကြီးဒါကတော့ဒါကသူပြောတဲ့စကားလေးဟုတ်ကဲ့ကိုမြင်တာကနေပြောကိုမမြင်ရဘူးလေဟုတ်ကဲ့သူကအဲ့မြောင်းမြမှာကူတယ်ကူပြီးတော့မြောင်းမြနဲ့ကန်ကုန်လေကန်ကနေမှတီးပြန်လာတာအဲ့စီးလို့ပြီးတော့ပြတ်တာတော့ကောင်းသွားတယ်သူဆင်းလာတာနဲ့ဖះဒီမှာပေါ်ကနေရဲနဲ့တော့3ရက်တော့4ရက်လောက်ပဲဟာတယ်အမှန်တော့တကယ်သတင်းစပြန်လာတော့ဒီကောင်မလေးကနေဒီအဲ့ရနေအရင်စပြန်တာအေယာဝတီတိုင်းမြောင်းမြမြို့နယ်ကျွန်းထိပ်ကြီးရွာတဲပြူကွင်းမှာရှေးဟောင်းဖျားတဆူပေါ်တာတဲ့သူကဘယ်လိုလဲဆိုတော့ကျမတို့ဟိုအစိုက်ခင်းနေဆိုလို့ရှိရင်ရေသွဲမြောင်းနေလောက်ပြီးတော့ရေသွဲပြီးတော့ဒီမျိုးစိုက်ကြတယ်လေအဲ့ဒါကိုအခုဒီမြတ်စွာဘုရားပုံတော်ကိုတွေ့ရုပ်ပါတော်တွေ့ရှိတဲ့သူကဒီရေမြောင်းပိတ်နေလို့ဆိုပြီးတော့သူကရေပေါက်ပိတ်နေလို့ဆိုပြီးတော့ရေပေါက်ကိုဖွင့်တာပေါ့နော်ဖွင့်ရင်းနဲ့သူကမြေကြီးတွေဒီလိုဖဲပြီးတော့ဖွင့်တာ
ဖွင့်ရင်းနဲ့အမှသူဒီမြတ်စွာဘုရားကဘလောက်မှမြေကြီးတွေမဖယ်လိုက်ရဘဲနဲ့မြတ်စွာဘုရားကမြေကြီးပေါ်ကိုဒီမျိုးပေါ်ထွက်လာတာပေါ်ထွက်လာတော့သူလဲဝမ်းသာရနဲ့ပေါ့အခုတော့ဒီမြတ်စွာဘုရားတွေ့ရှိတဲ့နေရာကိုဗာလဲရာဇမတ်ကာထားတယ်ရာဇမတ်ကာပြီးတော့အခုမြတ်စွာဘုရားကတော့ဒီအပူတော်ခံမဲ့နေရာကိုပင့်ဆောင်သွားတယ်ပေါ့အခုဆိုလို့ရှိရင်ဘုရားဘူးတွေနဲ့လေအရန်ကိုစီကားနေပါလေအဲ့နေမှာပေါ့နော်ဘုရားဘူးတွေတအားစီကားပြီးတော့သူကလေလာတဲ့ဘုရားဘူးတွေမှန်သမျှကိုလဲစတုဒီတာအကျွေးမွေးတွေနဲ့အခန့်ပါတယ်ရှင်ပြီးတော့လေ तू ကထူးဆန်းတာတစ်ခုကလေဗါလေအံ့ဖွယ်ရေစင်အဲ့မြတ်စွာဘုရားရဲ့ဘုံတကိုးတော်နဲ့ပေါ့နော်ဒီမြတ်စွာဘုရားရုပ်ပွားတော်ရဲ့တကိုးတော်နဲ့အံ့ဖွယ်ရေစင်တွေကလည်းပေါ်ထွက်လာတယ်တဲ့အဲ့ဒီအံ့ဖွယ်ရေစင်ကိုတောက်သုံးတဲ့သူတွေကတဲ့ယောဂတော်တော်များများလဲပျောက်ကြတယ်တဲ့ပြီးတော့ဗါလေတချို့မက်နေတဲ့မှာဆိုလို့ရှိရင်လေကင်ဆာယောဂတောင်ပျောက်တယ်လို့ပြောနေတယ်ဒီမြတ်စွာဘုရားကလေနှစ်ပေါင်းဟိုဘယ်လိုခေါ်မလဲ600ကျော်900ကျော်လောက်ကလို့ခံမှန်းကြတယ်ပေါ့နော်ဒါပေမဲ့လေထူးဆန်းတာကလေမြတ်စွာဘုရားကလေမျက်နှာတော်တွေပါဆိုအခုဒီဗီဒီယိုဖိုင်ထဲမှာဆိုကြည့်လိုက်ဒီမျက်နှာတော်တွေဘာတွေကလေအရန်ကြီးလေပျက်စီးနေရမျိုးမရှိဘူးသိလားဒီရင်ဘတ်တော်နေရာနားလောက်မှာပဲနည်းနည်းအကြောင်းလေးဖြစ်တယ်ပေါ့နော်အဲ့ဒါလေးကိုအဲ့အကြောင်းလေးကိုသူတို့ပြန်ဆက်ထားပြီးတော့ဒီအပူဇော်ခံတဲ့နေရာကိုပင့်ထားတယ်ပေါ့ရှင်အဲ့တော့လေသွားခြင်းတဲ့လူတွေရှိလို့ရှိရင်လေသွားရအောင်လို့ကျမကလာပြောပြပေးတာပါရှင်ထူးဆန်းတဲ့အရာလေးမို့လို့ဘာပြပြမြတ်စွာဘုရားပေါ်ထွန်းတယ်ဆိုတော့လေအတိတ်နိမိတ်ကတော့ကောင်းပါတယ်ရှင်ဟုတ်အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်